ဒီနေ့အကောင့်တကာကနေတုတ်ကောင်မလေးအတွက်ရေးထားတဲ့စာလေးကိုဖတ်မိတော့ကျမဝဲနေတော့ခဲ့တယ်သူစာလေးရလေတုတ်ကောင်မလေးရဲ့အရင်ခရုစိုက်ကျင်လာပြတဲ့စာသားလေးပေါ့ကျမပြောပြမယ်နော်တုတ်ကောင်မလေးကိုကောင်မလေးရဲ့ဘလောက်ပဲဝေးနေပါစေဘယ်တော့မှအချင်းမရောတော့ဘူးနော်တဲ့ကိုကလည်းဘယ်တော့မှဖောက်ပြန်မှာမဟုတ်ဘူးတဲ့ဘာလို့လဲဆိုတော့မင်းကဖောက်ပြန်သွားလို့ရှိရင်ကိုဘယ်လောက်ခံစားရမယ်ဆိုတာသိတယ်လို့အဲ့ဒီခံစားချက်ကြီးကိုမင်းကိုလည်းမခံစားစီချင်ဘူးတဲ့အဲ့ဒီအချိန်မှာရင်းကိုဝင်နေတော့ခဲ့တယ်။ဘာလို့လဲဆိုတော့သူကသူ့ရဲ့ကောင်မလေးပေါ်မှာကိုချင်းစာတရားရဲ့အရင်ကြီးမားတယ်။ကျမမျက်နှာရဆုံးအရာလေးတစ်ခုပေါ့။ကျမအလိုချင်တက်မဲ့ဆုံးအရာတစ်ခုကိုချင်းစာတရားတဲ့။တိတ်ကိုတန်မှုရှိတယ်။လူနှစ်ယောက်ချားမှလေကိုချင်းစာတရားတာရှိမယ်ဆိုရင်အရာအားလုံးကိုဖြတ်တန်းသွားလို့ရတယ်ကိုချင်းစာတရားတာမရှိဘူးဆိုရင်အမြဲတမ်းနာကျင်နေရမယ်ကိုကျမနားလေခဲ့တဲ့သူမို့ပါ